Hello, tomorrow we will watch on the Piachin Loba, Gono, 8 maybe Laron Tibabu. Tomorrow we will watch Arabia, a cookie clearly low phone, internet, or palm, Mashibia, Ekacharo, Yaba solution, let's say Miga, Miyaja, Luso, tomorrow a Ninachin lady, Subio, and she a copiema, time bio. အသက်ကြီးရဲ့ဘာကြီးရဲ့တွေးကြုံတွေကိုနားထောင်ကြပါမီးလာရဲ့ရက်တွေဆိုလို့ရှိရင်တော့ဆိုးခုံးတို့အာရရှာတို့အဲ့လိုတွေတွားကြည့်ရပါဗျာအဘာကြီးတွေထိုင်ပြီးတော့သူတို့ရဲ့တွေးကြုံတွေကိုပြောပြတာပေါ့ဒီနေ့ဘာပြောရမလဲဆိုတော့ချီးစားဆုံးမြင်မှုကြလားမသိဘူးချီးစားဆုံးပေါ့ဟိုခေတ်တွေကတော့ရွာတွေဘက်မှာရှိတယ်လို့ပြောတာပေါ့ဒါပေမဲ့ကျွန်တော်နေတဲ့ဘက်ကကျတော့ရွာလည်းမဟုတ်ဗျာဒီတိုင်းလူကုန်ထမ်းမဟုတ်တဲ့ရက်ကွက်တစ်ခုပဲပေါ့ဗျာအဲ့ဒီမှာနေတာပေါ့ခုနှစ်အားဖြင့်ဆိုလို့ရှိရင်တော့2000ဝန်းကျင်လောက်တော့ရှိမယ်2000ဝန်းကျင်လောက်တော့ကျွန်တော်ကညရီဆိုလို့ရှိရင်ကလေးတွေစုပြီးတော့ထုတ်စီတိုးတာတို့ခိုးဖမ်းတာတို့အဲ့လိုစောကြပေါ့စောရတဲ့ဆိုလို့ရှိရင်ဒီဘာကြီးနဲ့စကားဝိုင်းမှာသွားပြီးတော့ကလေးဆိုတော့သွားနားထောင်တာပေါ့အဲ့လိုစကားပြောနေရုံမှာပဲမီးရလည်းပြက်နေရောအဲ့ညာလာတော့လာတာနေရတယ်မဟုတ်ဘူးဗျာအဲ့ချိန်မှာစကားပြောနေတော့မှာပဲကောင်းကင်ကနေပြီးတော့မီးလုံးတစ်လုံးဝီးကနေဆိုပြန်သွားအဲ့မီးလုံးရဲ့အရွယ်စားကဘောလုံးတစ်လုံးအရွယ်စားလောက်ရှိတယ်ဗျာအဲ့မီးလုံးဆိုလို့ရှိရင်သူ့မှာအယောင်လေးဖြားနေတာပေါ့ကျွန်တော်မီးချစ်ကိုချစ်လို့ရှိရင်မီးချစ်မှာထွက်တဲ့မီးတော့ပုံစံမျိုးအဝါပါမယ်အစိမ်းပါမယ်အနီပါမယ်အိမ်နောက်ဖက်ကလေးကိုသူကဝီးကနေဆိုပြန်သွားဆိုတော့တနေ့ခုံသွားတာပေါ့ပုတ်ဆိုအဲ့လိုမျိုးတစ်ခါမြင်မှုရယ်အဲ့ဒီဘက်ကတော့ငယ်တော့ကျွန်တော်လည်းကြောက်တော့အဲ့အနောက်ကိုသွားမကြည့်ဘူးပေါ့တချို့တော့အဲ့လိုချီးစားဆုံးတွေပါအဲ့လိုပြန်သွားတယ်စူးတွေပိုင်းနဲ့ညှိရဆိုလို့ရှိရင်သူတို့ထွက်မရဘူးပေါ့အဲ့ခါကျရင်သူတို့လူတွေကိုအကူအညီတောင်းတယ်ပေါ့အဲ့ခါကျရင်လည်းသူတို့ကပတ်စံနေပြီးခဲ့ပေါ့အဲ့ပတ်စံလည်းအကန့်အသတ်ရှိတယ်ဗျာမတုံးလို့ရှိရင်နောက်ပြီးကျရင်လည်းချီးဖြုတ်သွားအောင်အဲ့လိုကြားဘူးလား